အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့အဖြစ်များတဲ့နော်ဥမာကြီးကင်ဆာရဲ့ယောဂလက္ခဏာလေးတွေကိုကျွန်တော်ရှင်းပြဖို့ရည်ရွယ်ထားတယ်နော်ဒီယောဂလက္ခဏာတွေကလူတော်တော်များများသိကျင်ကြတဲ့ကိစ္စတွေလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဥမာကြီးကင်ဆာလို့ပြောလို့ရှိရင်အပိုင်းနှစ်ပိုင်းပါတယ်ဆိုတော့လူတွေကသဘောပေါက်နားလဲရမယ်နော်အဲ့ဒါကဘာလဲဆိုတော့ကိုယ်လုံးလို့ခေါ်တဲ့ဒီဥမာကြီးအပိုင်းရဲ့နောက်တစ်ခုက rectum လို့ခေါ်တဲ့မစင်အိမ်အပိုင်းเนาะ rectum လို့ခေါ်တဲ့အပိုင်းဒီစအိုကနေသဘောကတော့တထွာเนาะ15 cm လောက်ရှိတဲ့အပိုင်းပေါ့ဗျာတထွာပေါ့ဥမာလိုလွယ်မှတ်လို့ရှိရင်เนาะဆိုတော့ဒီအပိုင်းရဲ့နှစ်ပိုင်းအဓိကပါတယ်လို့ပြောရမယ်ဆိုတော့ဥမာကြီးကင်ဆာရဲ့ယောဂလက္ခဏာတွေကသူကအဲ့ဒီဘယ်ဘက်ခြမ်းမှာဖြစ်တာလားညာဘက်ခြမ်းမှာဖြစ်တာလားဒီ rectum လို့ခေါ်တဲ့မစင်အိမ်မှာဖြစ်တာလားဆိုတဲ့ပုံမှာမူတည်ပြီးတော့နည်းနည်းလေးကွဲပြားခြားနားမှုရှိတယ်နော်ဒါပေမဲ့ကျွန်တော်လူတွေနားရှုပ်သွားမှာဆိုလို့အဲ့လိုကြီးတော့မပိုင်းခြားတော့ဘူးအားလုံးကိုကျွန်တော်ဒီမှာရောပြီးတော့ပဲပြောလိုက်မယ်ပေါ့နော်ဆိုတော့နံပါတ်1အဖြစ်လဲများတယ်အတွေ့များတာကဝန်းသွားရင်သွေးထွက်တာနော်ဝန်းသွားရင်သွေးပါတယ်ဝန်းသွားရင်သွေးထွက်တယ်ဒါဆိုရင်နည်းနည်းသတိထားသင့်တယ်ပေါ့နော်သတိထားသင့်တယ်နော်ဆိုတော့သွေးဒီ fresh လို့ခေါ်တဲ့ရဲတောက်ထွက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်လည်းblood mixed with stew သွေးထွက်တယ်ဝန်းနဲ့အတူတူရောပြီးတော့ထွက်တယ်ဒါလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ oca blood လို့ခေါ်တဲ့ကျွန်တော်တို့သွေးထွက်တယ်ဒါပေမဲ့လူနာကိုယ်တိုင်ကတော့သူ့ဘာလို့မသိဘူးเนาะဒါပေမဲ့သွေးကနည်းနည်းကင်ဆာကနေစိတ်နေတဲ့အတွက်ကြောင့်မို့လို့ဒီနေ့တစ်ချိန်ချင်းဆေးစစ်လိုက်တဲ့အခါကျတော့မှ hemoglobin လို့ခေါ်တဲ့သွေးအားတွေနည်းနေတယ်เนาะဒါမှမဟုတ်လည်းကျွန်တော်ပြောသလို stool fit စစ်လိုက်တယ်အဲ့ဒီခါကျတော့မှဒီဝန်းထဲမှာသွေးတွေ့တယ်ဆိုတဲ့အပိုင်းတွေလည်းဖြစ်နိုင်တယ်အဲ့တော့သွေးထွက်ပုံဒီပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်နိုင်တယ်เนาะဘာပဲဖြစ်ဖြစ်သွေးလည်းထွက်တယ်ကိုယ့်ရဲ့အသက်အရွယ်ဟာလည်းခုနပြောသလိုအထူးဖြင့်45နှစ်ကျော်ပြီဆိုလို့ရှိရင်ဒီသွေးထွက်တဲ့ကိစ္စကိုအရင်ကြီးပေါ့ဆဆသဘောမထားသင့်ဘူးเนาะသွေးထွက်တိုင်းကင်ဆာလို့ဆိုလိုတာတော့မဟုတ်ဘူးเนาะသို့တော်ညာလည်းသွေးထွက်ပြီဆိုလို့ရှိရင်တော့ဒါဟာဂယုစိုက်တဲ့အထက်မှာပါတယ်เนาะအဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဝန်းပိုချုပ်လာတာเนาะကျွန်တော်ဒီနေရာမှာပြောချင်တာဝန်းပိုချုပ်လာတယ်လို့ပြောเนาะဝန်းချုပ်တယ်ဆိုတာတဲ့ဝန်းပိုချုပ်လာတယ်တချို့တွေဆိုတာအထူးသဖြင့်မိန်းကလေးတွေဆိုလို့ရှိရင်ငယ်နဲ့ဝန်းချုပ်တယ်ဗျာเนาะအသက်20ခန်းကဝန်းချုပ်လာတာအသက်40မှာဝန်းချုပ်တယ်ဒါမျိုးကျွန်တော်မဆိုလို့ဘူးဝန်းပိုချုပ်လာတယ်အထူးသဖြင့်လာပိုင်းအတွင်းဝန်းပိုချုပ်လာတယ်ပေါ့နော်ဆိုတော့အရင်တော့လည်းဝန်းချုပ်တတ်တယ်ဒါပေမဲ့ဒီ4-5-6လမှာအရင်တက်ပို့ပြီးတော့မတူပိုညှိရတယ်ဝန်းသွားဖို့ပိုပြီးတော့ခက်လာတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအရင်တော့ကဝန်းချုပ်တယ်ဒါပေမဲ့ဝန်းတို့ဆေးစားစရာမလိုအခုကဝန်းချုပ်တယ်ဝန်းတို့ဆေးကိုတိုးပြီးတော့စားလာတယ်ဒါမှမဟုတ်ငကိုကနေကဝန်းတို့ဆေးစားရတယ်လို့ဆိုလို့ရှိရင်လည်းအရင်တော့တစ်လုံးစားရင်အခု3လုံးစားရတယ်အရင်တော့2လုံးစားရင်အခု6လုံးစားမှဝန်းသွားတယ်ဆိုတဲ့ဟာတွေဒီအရေးကြီးတယ်ဆေးပညာမှာတော့ increasing constipation လို့ခေါ်တယ်ဆိုတော့ဒါဆိုရင်လည်းကျွန်တော်ပြောလို့ဒါဥမာကြီးကင်ဆာရဲ့ယောဂလက္ခဏာတစ်မျိုးเนาะဘာဖြစ်လို့ဝန်းပိုချုပ်လာလဲဆိုတော့ဥထဲမှာအလုံးဖြစ်လာတဲ့အခါမှာသူကဥကကျင်းသွားတဲ့ခါကျတော့ညှိရတာဘာဖြစ်လဲပိုညှစ်ဖို့လိုလာဘာလို့ဒီကျင်းနေတဲ့အပိုင်းကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့မစင်ကိုဖြတ်အောင်ညှိရအောင်အဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုရင်ကျွန်တော်ပြောသလိုဝန်းပိုချုပ်လာတယ်ဆိုတဲ့ပြဿနာဖြစ်နိုင်တယ်เนาะနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့stranguli လို့ခေါ်တယ်เนาะအဲ့ဒါကတော့ဒီကျင်းနေတဲ့အပိုင်းကိုညှိရတဲ့ကြောင့်လူနာဘိုက်နာတယ်เนาะအရင်တော့ဝန်းသွားရင်ရှော့ရှူအေးစစ်ပဲဒါပေမဲ့အခုဆိုလို့ရှိရင်ဘိုက်နာတယ်ဝန်းသွားရင်ဘိုက်နာတယ်ဆိုတဲ့ပြဿနာဖြစ်တိုင်းเนาะဆိုတော့တချို့တွေကြတော့လေညှင့်မရမဟုတ်ဘူးဒီတိုင်းလေးလဲဘိုက်ကဟိုတအားကြီးရဲဆက်ကြီးနာတာတော့မဟုတ်ဘူးဒါပေမဲ့အောင်းတောင်းကလေးရှိတယ်ဆိုတော့ဟာမျိုးလေးဆိုရင်လည်းကဂယုစိုက်တင်တယ်အထူးသဖြင့်အောင်းတောင်းလေးတစ်ခုလည်းမဟုတ်ဘဲနဲ့အောင်းတောင်းလေးရလည်းဖြစ်တယ်ဝန်းထဲမှာသွေးလေးရလည်းပါတယ်အရင်တက်ဆိုင်လည်းပို့ပြီးတော့ဝန်းချုပ်လာတယ်ဆိုလို့ရှိရင်เนาะပို့ပြီးတော့ဂယုစိုက်တင်တယ်เนาะနောက်တစ်ခုကတော့ဘာနဲ့လာတတ်လဲဆိုလို့ရှိရင်ဒီ early morning diarrhea လို့ခေါ်တယ်ကျွန်တော်တို့ကတော့เนาะဆိုတော့ဘာလဲဆိုတော့အရင်တော့ဗျာလူတယောက်ကအိပ်ရာထားတယ်အေးစစ် breakfast တွေပါစားတယ်မနေ့7 နာရီမှာ
ဝန်သွားတတ်တယ်ဆိုပါစို့နော်ဒါပေမဲ့ဒီ rectum လို့ခေါ်တဲ့နော်ဒီမစင်အိမ်ထဲမှာအလုံးရှိနေပြီဆိုလို့ရှိရင်သူက rectum ကအရင်တက်ဆိုင်ဒီအလုံးရဲ့ space ကိုပေးလိုက်ရတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်သွားလဲဆိုရင်အရင်တော့ထားပါတော့ဗျာ900 capacity ဆန့်နဲ့နော်rectum ကအခုဆိုရင်ဝန်းက300လောက်ရှိတာနဲ့သူကဝန်းသွားခြင်းစိတ်ဖြစ်လာပြီနော်ဝန်းသွားခြင်းစိတ်ဖြစ်လာပြီဆိုတော့အရင်လောက်ဘာလို့ cancer အလုံးကြီးကနေရာယူရတာအောင်နော်ဆိုတော့အဲ့ဒီခါကျရင်သူကအရင်လိုမစောင့်နိုင်တော့ဘဲနဲ့သူကမနဲ့စောစောမှထပြီးတော့ပုံမှန်တဲ့ပို့ပြီးတော့ဟာလား9နာရီလောက်ဆိုသူဝန်းသွားခြင်းလို့နိုးလာပြီးရင်ဝန်းသွားရတယ်နော်ဒါမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့ early morning diarrhea လို့ခေါ်တယ်အလုံးကြောင့်ရယ်နောက်တစ်ခုကဒီအလုံးကထွက်တဲ့ mucus and blood နော်ဒီဟာလေးတွေကရှိနေပြီးသားဖြစ်တဲ့ကြောင့်လို့ rectum ကအရင်တော့ capacity မဆန့်တော့အဲ့ဒီခါမှာလူနာကအရင်တဲ့ပိုစောစောဝန်းသွားရတယ်ဆိုတဲ့ပြဿနာဖြစ်နိုင်တယ်เนาะဆိုတော့တကယ်လို့အဲ့လိုရှိနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောသလိုဒါဟာဂရုစိုက်တဲ့လက္ခဏာတစ်ခုဖြစ်တယ်เนาะ pain ပေါ့เนาะနာကျင်တာအဲ့ဒါကများသောအားဖြင့်အရန်ကြီးစိုးလိမ့်မရှိဘူးဒါပေမဲ့တိတ် advanced ဖြစ်တယ်တိတ်ဆိုးသွားတဲ့ cancer တွေဆိုရင်တော့နာတတ်တယ်နောက်တစ်ခုက cancer တိတ်နှိမ့်တယ်เนาะဆိုတော့စအုံနဲ့အရန်နီးကတ်တယ်ဆိုတော့ cancer တွေမှာဆိုရင်တော့လူနာကနာတယ်ဆိုတာဟာဖြစ်နိုင်တယ်เนาะဒါပေမဲ့နာမ cancer ရဲ့လို့တော့မဟုတ်ဘူးเนาะနောက်တစ်ခုကအရေးကြီးပြီးအဖြစ်များတဲ့ဟာဒီ sense of incomplete defecation လို့ခေါ်တယ်အဲ့ဒါဝန်းသွားပြီးရင်မဝတာเนาะဟိုအရင်လူကောင်းတော့ဆိုလို့ရှိရင်ဝန်းသွားတယ်လူကကျေနပ်တယ်ဝရတယ်ဆိုတဲ့ feeling ကိုခံစားရတယ်အခု cancer ဖြစ်တဲ့အခါကျတော့ဒီ rectum ပဲပေါ့နော်အထူးဖြင့်ဒီဟာ rectal cancer တွေမှာအဖြစ်များတယ်အတွေ့ရများတယ်เนาะအဲ့ဒါဘာလဲဆိုတော့ဒီ cancer ကြီးက rectum ထဲမှာရှိနေတော့เนาะလူရဲ့ brain ကဒီအလုံးကြီးကိုမစင်တုံးလို့သူကဘာသာပြန်တယ်အဲ့ခါကျတော့နင့်မှာမကုံသေးဘူးဆက်ညစ်ဆိုတဲ့ feeling ကိုပေးနေတာပေါ့နော်အဲ့တော့ကိုကဝန်းကကုံသွားပဲဝန်းသွားလို့ပြီးပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာကြံနေရလို့ထင်တယ်ဆက်ညစ်တဲ့ခါကျဝန်းမထွက်ဘူးသွေးပဲထွက်လာတယ်နော်ဆိုတော့ဝန်းသွားပြီးလို့ရှိရင်လည်းမဝဘူးကြံနေတယ်ဆိုတဲ့ feeling ရတတ်တယ်နော်အဲ့ဒါဆိုလို့ရှိရင်လည်းဒါဟာဂရုစိုက်တဲ့လက္ခဏာတွေထဲမှာပါတယ်နော်နောက်တစ်ခုကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကတော့ early cancer တွေပေါ့နော်ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ဟာတွေကတော့စောစောစီးစီးသိရဲ့cancer တွေမဟုတ်တော့ဘူးနည်းနည်း advanced ဖြစ်တဲ့symptom တွေလို့ခေါ်ရပေါ့နော်ဆိုတော့တကယ်အလုံး cancer အလုံးကြီးဖြစ်နေမှဒါဒီလိုမျိုးfeeling တွေကခံစားရမှာပေါ့နော်ဂရုစိုက်တဲ့ early symptom တွေကတော့တကယ်လို့ဝန်းထဲမှာသွေးစစ်ကြည့်လို့ stool fit က positive ဖြစ်တယ်ဆိုရင်ဂရုစိုက်တဲ့နော်နောက်တစ်ခုကတော့ကျွန်တော်ပြောသလို anemia ပေါ့နော်ဆိုတော့လူတွေကခဏဟိုဟာအကြောင်းဒီဟာအကြောင်းဘယ်လိုအခါအားပြောဆိုတာသွေးလေးတော့ဖောက်မိတတ်ကြတယ်လေသွေးဖောက်လို့တကယ်လို့ကိုယ်မှာများဒီ hemoglobin လို့ခေါ်တဲ့သွေးနီဦးကနည်းနေတယ်ဆိုလို့ရှိရင်ဒါကိုအရန်ပေါ့ဆဆသဘောမထားစေချင်ဘူးဒီ anemia လို့ခေါ်တဲ့เนาะသွေးအားနည်းတဲ့ပြဿနာကเนาะဒါဟာအစာရင်ဥလန်းကြောင့်ဥမာကြီးကင်ဆာတစ်ခုခုရဲ့เนาะလက္ခဏာတစ်ခုဖြစ်နိုင်တယ်ဆိုတော့ဘ ഹു တုတကိုရှိထားဖို့လိုတယ်เนาะဒါတွေကကင်ဆာရဲ့လက္ခဏာတွေပေါ့ဒီမှာနောက်ထပ်ကျွန်တော်အရန်အစိုးရိမ်မလွန်စေခြင်းတဲ့စေတနာတစ်ခုရှိတယ်ကျိုးတွေကကျွန်တော်အခုလိုပြောလိုက်လို့ရှိရင်ဟာအသက်16နှစ်တည်းရောအသက်20ရောအရန်နေစိတ်ပူကုန်ကြတယ်เนาะကျွန်တော်ပြောအရန်ကြီးစိတ်ပူစရာမလိုဘူးဒီနေရာမှာကျွန်တော်ခုနပြောတဲ့ယောဂလက္ခဏာတွေဟာအသက်အရွယ်ကိုလည်းထည့်ပြီးတော့စဉ်းစားရမယ်အထူးသဖြင့်အသက်40 45နှစ်ကျော်တဲ့လူတွေမှာတော့ပို့ပြီးတော့ view site တင်တယ်အရန်အသက်ငယ်တဲ့လူအသက်20ကျော်16နှစ်16နှစ်တွေအနေနဲ့တအားကြီးစိတ်ပူစရာမလိုဘူးဒါပေမဲ့တည်ထားတယ်ဆိုရင်ကောင်းတယ်နောက်တစ်ခုကတော့တကယ်လို့ဒီပြဿနာတွေဟာအမြဲတမ်းတကယ်ဖြစ်နေရဆိုရင်တော့ဆရာဝန်စီကိုတေချာပြပြီးတော့တေချာစစ်ဆေးကုသမှုခံယူသင့်တယ်ဒါဆိုလို့ရှိရင်ဖြစ်ရင်လည်းစောစောစီစီသိနိုင်တယ်မဟုတ်ဘူးဆိုရင်လည်းရှင်းလင်းစိတ်ချမ်းသာတာပေါ့အားလုံးကျေးဇူးတင်ပါတယ်ဗျ